ကလေးကိုတာသမီးလေးနဲ့ကိုကလေးနဲ့ကိုပွေထားလိုက်နော်ကျွန်တော်တေးကန်တိုင်းပါလူပေးမယ်ပြီးရင်အပေါ်ရန်တုံးမွေရအတွက်အလူငွေလေးအနှင်းငယ်ပါလူပေးမယ်နော်ကျွန်တော်ဒီနေ့ကဒီဘက်မှာရှိတဲ့ကျူရက်ကွက်မှာရှိတဲ့ကလေးငယ်လေးတွေကိုဒီအမအဆက်တွေနဲ့ကျွန်တော်တို့လာပြီးတော့လှူပါတယ်ဒီဘက်မှာကျွန်တော်တစ်ခါမှလည်းမရောက်ဘူးဒီဘက်တွေဟုတ်တယ်ကြောင်လဲကြတယ်ကြောင်တော်ကြတယ်ညောင်ပေးကြီးမှာတန်းကြီးရောတန်းလိုက်ကြီးဒီချိန်တစ်ခါမှမရောက်ဘူးအဲကြောင့်မလို့အမအဆက်တွေလေးနဲ့လာပြီးတော့လှူပေးတာဟုတ်ပြီနော်အဲ့လိုလေးတွဲထားလိုက်ကျွန်တော်အားလုံးပြီးရင်လှူပေးမယ်တေးကန်ကစမောမီလီယံလက်ဆိုင်ထိပါတယ်နော်စိုက်3စိုက်ပါတယ်နော်ဒါကတော့ကျွန်တော်တို့ okay happy တို့tissue ကနေပြီးတော့မှကျွန်တော်တို့လှူဒန်းပေးထားခြင်းဖြစ်ပါတယ် okay happy တို့ရဲ့ AHH ဒါအမျိုးသမီးလားစင်တော့လူတို့အတိုင်းမှာပါဝင်ပြီးတော့လှူဒန်းပေးထားခြင်းဖြစ်ပါတယ်သူတို့ကပံ့ပိုးလှူဒန်းပေးထားပါတယ်ဒါလေးကိုကျွန်တော်တို့ပြန်ပြီးတော့လှူဒန်းပေးပါမယ်တေးကန်ဒိုင်ဘာရဲ့တစ်စိမ့်ကတော့ပိုလာဘေဘီတစ်စိမ့်ဖြစ်ပါတယ်ပိုလာဘေဘီတစ်စိမ့်လေးတွေကျွန်တော်တို့ဒီကလေးငယ်လေးတွေကိုတယောက်ကို2ထုပ်လောက်စီတော့ရမယ်ထင်တယ်ကျွန်တော်ကြည့်လိုက်ပါမယ်2ထုပ်လောက်စီရဲ့အလူငွေလေးတွေရဲ့ဒီလိုမျိုးလေးလှူဒန်းပေးပါမယ်အခုလိုလှူဒန်းပေးတဲ့ okay မြန်မာokay happy တို့လည်းကျေးဇူးအများကြီးတင်ပါတယ် AHH လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လိုအပ်တဲ့နေရာလေးကိုထိထိရောက်ရောက်လေးလာပြီးတော့လှူဒန်းပေးပါမယ်ဒီမှာဒီနေ့ကလေးငယ်လေးနဲ့လှူဒန်းမှုလေးစတင်ပါတော့မယ်ဗျာနော်ကျေးဇူးတင်ပါတယ်